Ok, mình là bà, saya mới suy vì điện thoại này trên con ta đi nhà luôn, chả mà chán ta chả bà gì lu uzo bà thầm số một ngàn đồng bị bà đấy, saya đi này họp họp ta bị mà cái đó, mi rồi ấy, anh nói gì xem bị ra, anh nói gì mà cái phim này ra, mi ra đi xem bị ra đi mà, lu ya đấy cụ trong cô bà bị đoạt bà mẹ, saya cái đó bị này ya đấy à, anh nói gì lu mua gì xí vay nhà cô, xí gì đó chơi họp họp bên này đấy, bên saya có mấy job chơi bà đấy, saya họp họp ta bị mà cái đó, mi rồi ấy မွေးနေ့လေးတွေမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကတ်လူဝါမှာဖြစ်ပါတယ်ကတ်လူဝါမဲ့ပုံစံလေးကတော့ဥစွာပထမမိမိတို့ရဲ့ဘုရားကျောင်းဆောင်မှာတန်ရှင်းရေးလုပ်ပါဘုရားပန်းတောက်တော်ကြီးလဲပါပြီးလို့ရှိရင်စောင်းတပွဲပြီးလို့ရှိရင်ကြံဟင်းငါးသီးကြော်နဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုစွန့်ကတ်လူတန်းမှာဖြစ်ပါတယ်ဒီလိုစွန့်ကတ်လူတန်းခြင်းအပြင်မိမိတို့ရဲ့အိမ်တော်ရေးအစီအမပြေတာလေးတွေမိမိတို့ရဲ့ကြည်ရနှလုံးသားရေးရာမှာအစီအမပြေတာလေးတွေမှာအခက်အခဲဖြစ်နေကြလေးတွေဟာမိမိတို့ရဲ့မျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့မိမိတို့ရဲ့ခက်ခဲလေးတွေကိုပြေလည်ကြစေရန်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကြဟင်ငါးသည်ကျော်နဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဆုံးကတ်လူတန်းမှာစုကတ်လူတန်းခြင်းအပြင်အိမ်တော်ရေးအစီအမပြေတာလေးတွေဟာတိတိတတ်တာအစဉ်ပြေလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ဆရာမိတ်ဆွေပြည်တွင်ဝါသနာရှင်များလည်းဒီလိုလူရရာလေးတွေကိုလုပ်ကြည့်ခြင်းအပြင်မိမိတို့ရဲ့အိမ်တော်ရေးလေးတွေအစဉ်ပြေကြပါစေဆိုပြီးတော့ဆရာကလည်းဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးပဲကြည်ရှုသူပေါင်းခုနသားသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ